အတဲအောင်လူစင်ချင်းရှိတ်လိုက်ကြပါလားဘာလို့အဲ့လိုလုပ်ရမှာလဲသူမြင်စဘူးလားနော်စကီရှိတာမင်းအတန်းဖော်နိုင်ရင်ဖြစ်တဲ့ကိစ္စကိုဦးမေမီယာကိုတွက်လိုက်ရမလားငါနဲ့နှုတ်ဆက်ပါလားဆာကူရာလည်းရှိတ်လိုက်ပြီးကောင်းတယ်ကွာလူငယ်တွေဆိုတော့တန်မာနေတာပဲသူ့ရဲ့လက်ကတန်လိုက်တာကွာအကုန်လုံးလဲဆာကူရာကိုဝိုင်းဖက်နေကြကအထပ်ပြီးဦးမေမီယာအေးသိတယ်လေဟမ်ဘသူပြောလိုက်တာလဲအပင်ဆိုင်ဖို့မြေကြံသေးတယ်ဘာဒီစားချင်လဲပြောလာရွဟဲ့ရကိစ္စကိုရှင်းရမယ်ညို့သေးလားမင်းမဖိုင်မကောင်းဘူးဆိုဘာတွေလဲဟာဒီဘဲကဦးမေမီယာရဟုတ်ရဲ့လားဟေ့အောင်အဲ့ဒါဦးမေမီယာအစစ်ကွာဟမ်မင်းတို့အလုံးရောက်နေတာလားငါစိုက်ထားတဲ့အပင်တွေရဲ့အလှကိုခန်းစားကြစမ်းသူတွေတော့ဦးမေမီယာကပူပူရင်းရထိတ်ဆုံးနေရမှာရှိတယ်သူ့ရဲ့အောက်ကတယောက်ချင်းစီကသတ်မှတ်ထားတဲ့အတန်းတွေကို၃နှစ်တခါကပတိန်လုပ်ရတယ်ငါတို့ကတန်းခွဲတစ်ဆိုတော့ပထမစောက်တန်းကြီးလက်အောက်မှာပေါ့မဟုတ်ဘူးအတန်းတွေကိုဗုဒ္ဓခေတ်ကနတ်တေဝါလေးပါရဲ့နာမည်တွေပေးထားကြတာထာမွန်ဂျီခိုခုဇိုချူခိုမိုခုဆိုတဲ့အဖွဲ့တွေပဲငါတို့ကတာမွန်အဖွဲ့မှာလေ၄ယောက်ဒါမှမဟုတ်ရင်ငါတို့တစ်ဖွဲ့စီဖွဲ့ကြတစ်ဖွဲ့စီမှာဒုတိယနှစ်တစ်ယောက်နဲ့တတိယနှစ်တစ်ယောက်စီပါလိမ့်မယ်သူတို့ပြောတာကိုနားထောင်ကြကဲသွားကြတော့ဘယ်လိုသွားမှာလဲမြို့ထဲကိုကင်းလဲဖို့လေဆာကူရာတို့လည်းမြို့ထဲကိုထွက်လာခဲ့ကြတယ်ပြင်းစရာကြီးကွာဒီကောင်ကဘာလို့ပါလာတာလဲမင်းတို့ကိုစောင့်ကြည့်ဖို့အတွက်ဦးမေမီယာကငါ့ကိုပြောထားတယ်မင်းတို့ကငါ့ရဲ့အဖွဲ့ကပဲမင်းတို့ချင်းချင်းအောင်စော်ပြီးွားပြီမလားသူရင်လာစားလို့လေတော်လိုက်တော့မသိရင်သူကခလေးထင်းကြ